မိဘတွေကချမ်းသာတာကြောင့်ကိုပိုင်ဇက်ကထုတ်ရိုက်ကမင်းသားဖြစ်လာသူလေးဦးပရိသတ်များလုံးပဲမင်္ဂလာပါရှင်အနုပညာလောကတွေကိုဝင်ရောက်ခတ်သလိုအလွယ်ကူဆုံးနည်းလမ်းကတော့ကိုပိုင်ငွေထုတ်ရိုက်ကတိုးရင်းတဲ့နည်းပဲဖြစ်ပါတယ်ဒီနည်းနဲ့မင်းသားဖြစ်လာသူတွေလည်းအနုပညာလောကမှာရှိပါတယ်နံပါတ်1နေမင်းရဲ့မိဘတွေကရုပ်ရှင်ထုတ်လို့ရေးထောင်ထားကအနုပညာလောကမှာယက်တည်နေကြတာကြားပါပြီအနုပညာလောကတွေမှာသူတို့ထုတ်လို့ရေးကနေဇက်ကားတွေတောက်လျှောက်ရိုက်နေကြတာပါအဲ့ဒီအချိန်မှာထုတ်လို့ရေးကနေမင်းသားတယောက်နဲ့ဇက်ကားရိုက်ဖို့စီစဉ်ခဲ့ပါတယ်။နေတဲ့အချိန်မှာမှမင်းသားကဇက်ကားမရိုက်ပဲဖြစ်သွားပါတယ်။ဒါကြောင့်မို့နေမင်းကသူ့ထုတ်လို့ရေးရဲ့ငွေတွေအလဟတာမဖြစ်စေဖို့အတွက်ဝင်ရိုက်ပေးခဲ့တာပါ။ဝင်ရိုက်ပေးရင်းနဲ့ပဲနေမင်းကမင်းသားဖြစ်လာခဲ့တာပါ။တဘာဝစရုံနဲ့အကိုင်ကြီးဆုံးတရုပ်ဆောင်နိုင်နေဆိုကနေမင်းကမင်းသားအဖြစ်အခုချိန်ထိရပ်တည်နေတော့မှာပဲ။အခုနောက်ပိုင်းမှာဆိုသူတို့ရဲ့ထုတ်လို့ရေးလုပ်ငန်းကိုနေမင်းကသာဦးဆောင်နေတာဖြစ်ပါတယ်။နေမင်းကတဘာဝဖြစ်ရတွေကိုသာဇလန်းအဖြစ်တင်ပြချင်တာမို့နာမည်ကြီးတွေမသုံးပဲသူသုံးချင်တဲ့သူတွေကိုငွေကြေးမကြည့်ပဲဇက်တွေချပြနေတာဖြစ်ပါတယ်။နံပါတ်2ဟိဝရန်ရဲ့မိဘတွေကအရန်ကိုချမ်းသာသူတွေဖြစ်ပြီးသားရီမင်းသားဖြစ်ဖို့ဇက်ကားအတွက်ငွေထုတ်လို့ရအောင်ချက်ချင်းထောင်းနိုင်သူတွေပါ။ဟိဝရန်ရဲ့အကိုဖြစ်သူကမင်းသားဖြစ်ချင်တာဖြစ်ပြီးကိုရိုင်းအောက်ခြေကနေဝင်တိုးခဲ့ပါတယ်။ဒါကိုမိဘတွေကမကြည့်ရလို့အကိုဖြစ်သူကိုမင်းသားဖြစ်အောင်ကိုပိုင်ရုပ်ရှင်ထုတ်ရိုက်ပေးပါတယ်။ငွေကြေးကုန်ကြခံကထုတ်လို့ရေးလုပ်ငန်းတွေပါထောင်ပြီးရိုက်ခါနေမှာအကိုဖြစ်သူကဇလန်မရိုက်ဖြစ်တော့ပါဘူး။အားလုံးကိုစီစဉ်ပြီးသားဖြစ်သွားပြီမို့မရိုက်လို့မရတဲ့အခြေအနေဖြစ်သွားပါတယ်။ဒါကြောင့်မို့လဲနောက်ဆုံးမှာဟိဝရန်ကသူ့အကိုမရိုက်ဖြစ်တဲ့နေရာမှာရိုက်ဖို့စဉ်းစားလိုက်တာပါ။မိဘရဲ့ငွေတွေအလကားမဖြစ်အောင်ဝင်ရိုက်လိုက်ရင်မင်းသားဖြစ်လာခဲ့တာပါ။ဗီဒီယိုဇက်ကားခင်မှာဟိဝရန်ကတက်ခစ်ထားခဲ့တာကြောင့်မိဘတွေပတ်စံသုံးပေးရတာအကျိုးရှိခဲ့ပါတယ်။နံပါတ်3နေတွေကလည်းချမ်းသာတဲ့မိသားစုကနေဆင်းသက်လာခဲ့သူပါ။နေတွေရဲ့မိခင်ကသူ့ကိုဆိုအတော်ချစ်တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲမင်းသားဖြစ်ချင်ရင်တော့ငွေထုတ်ကပန်းပိုးပေးနိုင်ပါတယ်။နေတွေကိုမင်းသားဖြစ်အောင်မိခင်ကနောက်ကနေငွေထုတ်ကန်ကမင်းသားဖြစ်အောင်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နေတွေကမင်းသားလောကမှာထင်သလောက်မဝင်တိုးနိုင်ခဲ့ပါဘူး။ဒါအပြင်အခြေအနေနဲ့ပတ်သက်ပြီးနာမည်ပြက်ကလည်းထွက်တာမို့လူတွေကသူ့ကိုဝေဖန်မှုမြင့်တက်သွားခဲ့ပါတယ်။အခုနောက်ပိုင်းမှာနေတွေကအနုပညာအလုပ်ကိုလုံးဝမလုပ်တော့ပဲစီးပွားရေးသာလုပ်နေတာပါ။အိမ်အောင်ရေးလဲကြားကသမီးလေးတယောက်လည်းရနေပါပြီ။နေတွေကအိမ်အောင်ရေးကိုသာအာယုံဆိုင်ကစီးပွားရေးလုပ်ရင်သာဖြတ်တန်းတော့မှာပါ။နံပါတ်4စီဖြိုကလည်းမိသားစုနောက်ခံအတိုင်းဝိုင်းကကောင်းတာမို့မင်းသားဖြစ်ဖို့မခက်ခဲပါဘူး။မိခင်ဖြစ်သူကမင်းသားဖြစ်အောင်ငွေထုတ်ကဇက်ကားရိုက်ပေးခဲ့ပါတယ်။စီဖြိုကအငိုကောင်းသလိုအစားနောက်တန်တဲ့ပုံစံနဲ့လိုက်ဖက်တာမို့ဇက်ကားတချို့နဲ့အောင်မြင်ပါတယ်။ဒါပေမဲ့အထိုင်လျောက်တာဖြစ်ကရုပ်ရှင်လောကကိုချေမဆန်နိုင်ပါဘူး။နောက်ပိုင်းကြားထဲမှာခင်လွန်းတဲ့အိမ်အောင်ပြူကအနုပညာအလုပ်ကိုလည်းရန်နာခဲ့ပြန်တာပါ။စီဖြိုကအနုပညာလောကကိုပြီးခဲ့တဲ့နှစ်မှာပြန်ဝင်လာတာဖြစ်ပြီးဇက်ဖို့အနေထားနဲ့သာပြန်ရိုက်တော့တာဖြစ်ပါတယ်။အရှင်ကမင်းသားဖြစ်ချင်ခဲ့ပေမဲ့အခုလက်ရှိမှာတော့အရေးချင်းရှိတဲ့တရုပ်ဆောင်ဖြစ်ဖို့သာကြိုးစားတော့တာဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရောဘယ်မင်းသားကအရေးချင်းရှိဆုံးလို့ထင်လဲဆိုတာ comment မှာပြောပြခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။